Do you want to land your first job in the UK right now? အလုပ်တွေရှာကြတယ်အလုပ်တွေမရကြဘူးပေါ့နော် interview ရဖို့ခက်တယ် If you don't understand the game you're playing, how do you expect to win it? 0-7ပြီးသွားတယ်တက်ကတူပြီးသွားတဲ့ထိတောင်မှာကွာစဉ်းစားကြည့်ကိုပါပြစ်ချင်တယ်ကိုပါလုပ်ချင်တယ်ဆိုတာကိုသိချာနားမလည်ကြဘူး Hello အားလုံးပဲမင်္ဂလာပါ Hazel လောကနေပြန်လဲကြိုဆိုလိုက်ပါရယ် So my name is Hazelအခု Hazel တို့တွေ2025ကုန်တော့မယ်2026ရောက်ဖို့သိမလို့တော့ဘူးပေါ့နော်အဲ့တော့အခုလောလောဆယ်ဒီအချိန်တော့တွင်းလေးထဲမှာအလုပ်ရှာနေလူရအများကြီးရှိမှာပါအဲ့လိုဆိုတော့ Do you want to land your first job in the UK right now? Hazel တို့ဒီအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါမှာတော်တော်များများပေါ့နော်ပြောဖို့အတွက်ကြံနေတဲ့ area လေးတစ်ခုရှိတယ်အဲ့ area လေးနဲ့ပတ်သက်ပြီးတော့ဒီနေ့ Hazel ပြောပြသွားပေးမယ်အဓိကတော့လူတွေကကွာအခုလောလောဆယ်အလုပ်တွေရှာကြတယ်အလုပ်တွေမရကြဘူးပေါ့နော် interview ရဖို့ခက်တယ်စသဖြင့်အများကြီးကြုံတွေ့ရတယ်ကွာဒီဟာကလေတကယ်တော့အလုပ်တွေမရဘူး interview တွေမရသေးဘူးဆိုတာကပေါ့နော်ကိုက unqualified ဖြစ်နေလို့လည်းမဟုတ်တယ်လို့ကိုမှကိုရှောက်တဲ့အလုပ်နဲ့ပတ်သက်တဲ့ degree မရှိနေလို့ဆိုတဲ့ဟာမျိုးလည်းဟုတ်မနေဘူးကွာအဓိက focus ကတော့ဗာလဲဆိုတော့ကိုသွားမဲ့ professional လမ်းကြောင်းတစ်ခုကိုသိပြီးတော့နားမလည်သေးတာကတော့အဓိကဖြစ်နေတဲ့အရာလို့ပဲမြင်တယ် If you don't understand the game you're playing, how do you expect to win it, right? ဒီတော့ဒီနေ့ဒီဗီဒီယိုလေးမှာHazelပြပြသွားပေးမှာတော့ကိုယ့်ရဲ့ professional line တွေကိုဝင်နိုင်မှုအတွက်ဘယ်လို step တွေနဲ့သွားသင့်တယ်ဆိုတဲ့ဟာလေးကိုHazel break down လုပ်သွားပေးမှာပေါ့နော် So let's get started. ပထမအချက်ကတော့ understand your professional landscape. Hazel တို့ရာလီမြန်မာနိုင်ငံကလာတာကြောင့်လည်းပါမလားတော့မပြောတတ်ဘူးပေါ့နော်ဒီဟာကတော့ Hazel လူတွေနဲ့စကားပြောကြည့်ရင်လည်းဒါကိုယ့်ရဲ့ personal analyze တခုပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင် Hazel တို့ကမြန်မာနိုင်ငံလာရဲဆိုမြန်မာမှာဆိုလို့ရှိရင်ကွာအများစုက0-7ပြီးသွားတယ်တက်ကတူပြီးသွားတဲ့ထိတောင်မှာကွာစဉ်းစားကြည့်ကိုပါပြစ်ချင်တယ်ကိုပါလုပ်ချင်တယ်ဆိုတာကိုသိချာနားမလည်ကြဘူးဒါကအမှန်တိုင်းပြပြကွာ Hazel ဆိုလို့ရှိရင်လည်းနားမလည်ခဲ့ဘူးပေါ့နော်တော်တော်များများကွာဒီကလည်းလှုပ်ချင်တယ်ဟိုကလည်းလှုပ်ချင်တယ်ဆိုရဲစိတ်လည်းရှိတယ်လို့တချို့ကကြလည်းလမ်းပြောက်ကြရဲသိရမလားဒီမှာဟုတ်ပြီဒါပြီးငါဘာလုပ်ရမှာလဲဆိုတာမျိုးရှိရကွာHazelတို့ဒီဘက်ရောက်လာတဲ့အခါမှာလည်းHazelကိုတော်တော်များများနဲ့စကားပြောကြည့်ရတဲ့အခါမှာလမ်းပြောက်နေကြရလို့ပဲပြောရမယ်ပေါ့နော်တော်များများ okay ဒီကတော့ပြီးသွားပြီဒါပေမဲ့ဘာဆက်လောက်ရမှာလဲပေါ့သိရမလားဒါရပြီးသွားလို့ရှင်ဘယ်လမ်းကြောင်းသွားလို့ရလဲဘာဆက်လောက်ရမှာလဲဆိုတာနည်းနည်းလမ်းပြောက်ကြတာမျိုးရှိရပေါ့နော်အဲ့လိုဆိုတော့ဒီနေရာမှာHazelအကြံပေးချင်တာကကိုယ့်ရဲ့ professional landscape ကိုနားလည်ထားဖို့ပေါ့နော်ကိုလုပ်နေတဲ့ professional တခုကိုဘယ်လိုမျိုးနားလည်အောင်လုပ်မလဲဆိုလို့ရှိရင် example ပြောပြမယ်ပေါ့နော်ဥပမာ medical field ကိုပဲကြည့်ကိုက medical field မှာလုပ်နေရဆိုလို့ရှိရင်ဘယ်သူမှလေ medical field မှာလုပ်နေတဲ့လူတွေကောင်ကငါအလုပ်လုပ်လို့ရှိရင် healthcare industry မှာလုပ်မယ်ဆေးရုံမှာလုပ်မယ် only ဘယ်သူမှအလိုမပြောဘူးကွာဥပမာဒီ medical field ကလူတွေဆိုလို့ရှိရင်သူတို့အလုပ်လုပ်မယ်လောက်ကသူတို့ရဲ့အိမ်က neurosurgeon ဖြစ်မယ် physiotherapist ဖြစ်မယ် radiographer or dentist သိရမလားသူတို့မှာသူတို့အပိုင်းနဲ့သူတို့ professionalရှိတယ်သူတို့ရဲ့ဒီ professional ကိုလည်းသူတို့နားလည်သလိုဒီဟာကိုပဲ design မမတ်သူ့ရဲ့အိမ်နဲ့သွားတယ်ပေါ့နော်အဲ့လိုမျိုးပဲHazel တို့ဒီဘက်အပိုင်းဥပမာ marketing ဆိုလို့ရှိရင်လည်း marketing တခြား professional တွေမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော်ကိုယ့်ရဲ့ specialization ကဘာလဲဆိုတာကိုတည်တည်ချာချာနားလည်ရမယ်ကိုယ့်ရဲ့ specialization ကဘာကိုလုံးမှာလဲကိုသွားကျင်တဲ့လမ်းကြောင်းကဘာလဲကိုစိတ်ဝင်စားတာဘာလဲဆိုတာကိုတိတိကျကျကိုကသတ်မှတ်ထားဖို့လိုအပ်တယ်ပေါ့နော်ဥပမာပြောရလို့ရှိရင် Hazel တို့ marketing ဆိုလို့ရှိရင်လည်းအတူတူပဲ marketing ဆိုတာကဥပမာလူတွေကမေးလိုက်လို့marketing လုပ်တာ that's not it marketing is not just one job ဒါက the whole ecosystem ကြီးကွာ Hazel တို့ဒီ marketing တဲမှာကိုပဲ strategy သမားတွေရှိရယ် creative သမားတွေရှိရယ် media buyer တွေရှိရယ်brand manager growth hacker အဲ့လိုမျိုး professions တွေအများကြီးရှိရကွာ the same in other field as well ဥပမာ tech ထဲမှာလုပ်တယ်ဆိုလို့ရှိရင်လည်း okay tech is not just one job ပြီးလို့ရှိရင် design ပိုင်းလုပ်တယ်ဆိုလို့ရှိရင်လည်း design is not just one job သူတို့မှာဒီ area တစ်ခုအောက်မှာပဲကွာအများကြီး professions တွေအများကြီးခွဲသွားတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ field ကိုနားလည်ရမယ်ပြီးလို့ရှိရင်ကိုယ့် field ဒီ professional တစ်ခုလုံးရဲ့ ecosystem ကြီးကိုနားလည်ရမယ်ပြီးလို့ရှိရင် roles တွေတစ်ခုနဲ့တစ်ခုကဘယ်လို relate ဖြစ်တယ်ကိုကဘယ်နေရာမှာ fit in ဖြစ်တယ်ဆိုတဲ့ဟာကိုတည်တည်ချာချာလေးနားလည်ထားရမယ်ပေါ့နော်နံပါတ်2အချက်ကတော့ entry level roles တွေကဘယ်လို roles တွေလဲဆိုတာကိုသိထားဖို့လိုအပ်တယ်Now, let's make it realistic and let's make it practical. ဘယ် profession မှာမဆို entry level roles ဆိုတာရှိရဲ့အဲ့ entry level roles တွေဒီလူတိုင်းရဲ့ career မှာ stepping stones တွေပဲပေါ့နော်ဥပမာအနေနဲ့ Hazel တို့ marketing ဘက်မှာဆိုလို့ရှိရင် product marketing မှာဖြစ်ဖြစ် performance ဘိုင်းမှာပဲဖြစ်ဖြစ် creation ဘိုင်းမှာပဲဖြစ်ဖြစ်နေရာတိုင်းမှာ Hazel တို့ entry level roles တွေအများကြီးရှိရဲအဲ့လိုပဲဒီလို tech industry မှာဆိုလို့ရှိရင်လည်းjunior developer လို့ position မျိုးတွေ
healthcare ဘိုင်းမှာဆိုလို့ရှိရင် care assistant lab technician စသည်ဖြစ်ပေါ့နော် profession တစ်ခုချင်းစီ field တစ်ခုချင်းစီတိုင်းကသူတို့သုံးတဲ့ tools တွေမတူဘူးသူတို့သွားတဲ့ strategy တွေချင်းမတူဘူးသူတို့လိုချင်တဲ့ skills requirement တွေမတူဘူးပေါ့နော်ဟေ့ဆိုတို့တရားအနေနဲ့အကြံပေးချင်တာကတော့ကိုယ့်ရဲ့ field တိုင်းမှာဘယ်အရာဒီ entry level roles တွေကဘယ်လိုမျိုးတွေရှိရဲဆိုတဲ့ဟာကိုတည်တည်ချာချာလေး research လုပ်ထားဖို့အတွက်ဟိစအကြံပေးချင်တယ်ပြီးရင်တော့နံပါတ်3ချက်ကကြတော့ pick your channel ပထမဦးဆုံးပေါ့နော် the first job မှာလူတိုင်းလုပ်လို့ရှိရဲ့အရာကဘာလဲဆိုလို့ရှိရင်အကုန်လုံးကိုသိချင်တာကွာအကုန်လုံးကိုသိချင်တယ်ဆိုတာကတော့ fair ဖြစ်တယ်ကွာဒါပေမဲ့ပထမဦးဆုံးအချက်မှာဟိစေအရှိဗီဒီယိုတွေမှာပြောခဲ့သလိုပဲပေါ့နော်အရာအကုန်လုံးကိုဖြန့်လိုက်တာတဲ့စားလို့ရှိရင် niche တစ်ခုကို focus တာအဲ့ niche မှာကိုကတည်တည်ချာချာနားလည်အောင်လုပ်တာကပိုကောင်းတယ်လို့ဟိစေအကြံပေးချင်တယ်ဘာဖြစ်လို့လဲဆိုတော့ social မှာ ads runner ဒီဟိစေတို့ space search မှာ ads runner မျိုးနဲ့မတူဘူးပေါ့နော်ဥပမာကွာစဉ်းစားကြည့် copywriting လိုနေရာမျိုးမှာ email marketing မှာသုံးမဲ့ copywriting နဲ့ zero page search မှာသုံးမဲ့ copywriting နဲ့မတူတလို့မျိုးပဲပေါ့နော်သူတို့ကတစ်ခုနဲ့တစ်ခုကတူမလို့နဲ့ကွဲပြားနေတဲ့အရာကြီးဖြစ်တယ် tech မှာဆိုလို့ရှိရင်တော့မှကွာစဉ်းစားကြည့် website တစ်ခုအတွက် coding လုပ်တာက cyber security နဲ့ဘာမှမဆိုင်ဘူးပေါ့နော်အဲ့လိုဆိုတော့တခုနဲ့တခုကတူတယ်လို့နဲ့မတူတာရှိရဲလုံးဝမတူဘဲနဲ့ကွဲပြားနေတဲ့အရာတွေရှိရဲကိုကအရာအလုံးကိုသိနေရင်တော့ပိုတော့ကောင်းတာပေါ့ this is ideal but come on ပထမဦးဆုံး job မှာ you don't need to know every single thing is a အရင်ဗီဒီယိုတစ်ခုရှေ့မှာပြောခဲ့တယ်လို့မျိုးပဲကိုရဲ့ niche ကပါလဲကိုဘယ်လိုနေရာမျိုးကိုသွားချင်လဲဆိုတော့သိချာရွေးထားပြီးတော့အဲ့နေရာမှာကိုကတေးသေးချာချာနားလည်နေလို့ရှိရင် you stand out กว่าဒီလားကိုကဒီနေရာမှာကျွမ်းကျင်နေဆိုတဲ့ဟာကကိုကို unique ဖြစ်စေရဲ So pick one channel to start with, research and study, and build confidence. တနေရာမှာအောင်မြင်သွားပြီဆိုလို့ရှိရင်ပြီးရင်တဖြည်းဖြည်းနဲ့ပေါ့နော် other areas တွေကိုပါကိုက expand လုပ်လို့ရတယ်။နံပါတ်4ချက်ကတော့ build skills without the degree. Passion တခုရှိတာကကောင်းတယ်ဒါပေမဲ့ကိုက passion ရှိပါတယ်လို့ပြောရုံနဲ့လူရကိုကိုလာပြီးတော့အလောက်ခံမှာမဟုတ်ဘူးကွာ passion ကအရေးကြီးရဲ့ yes ဒါပေမဲ့အနောက်မှာ skills ကကပ်ပါလာဖို့လိုတယ်ပေါ့နော်အခုဟိဇာတို့2025မှာ skills ကို upgrade လုပ်ဖို့ဆိုတာကအရင်ခက်ခဲရမှာမဟုတ်ဘူးနှစ်လောက်ကြောင်းတက်ပြီးမှပြီးလို့ရှိရင်ဒီဟိဇာတို့ပတ်စံတွေအများကြီးသုံးပြီးတော့မှ degree ရလာတော့မှဒီရလာတဲ့ဟာနဲ့အလုပ်လုပ်လို့ရတယ်ဆိုတဲ့ခင်မဟုတ်တော့ဘူးကပွင့်လင်းပြောလို့ရှိရင် yes you need to have the basic one but ကိုထပ်ပြီးလို့ရတယ်ကွာဥပမာကိုက marketing နဲ့ပတ်သက်ပြီးတော့ကြောင်းပြီးတယ် engineering နဲ့ကြောင်းပြီးတယ်ဒါပေမဲ့ကိုက data analyst ဘာလို့စိတ်ဝင်စားရဲဆိုလို့ရှိရင်ဆက်ပြောပြမယ်အပြင်မှာတက်လို့ရတဲ့သင်တန်းတွေအများကြီးရှိတယ်ကိုဘယ်လိုပြောမလဲကိုယ့်ရဲ့အချိန်ပေါ်မူတည်ပြီးတော့ flexible ဖြစ်တဲ့အတန်းတွေလည်းတက်လို့ရသလို online learning e-learning စသဖြင့်အများကြီးကိုလုပ်လို့ရတယ်ကွာအဲ့တော့အဲ့ရနေပြီးတော့ကိုက skills တွေကို develop လုပ်ဖို့လိုအပ်တယ်အခုချိန်မှာဆိုလို့ရှိရင်ကွာ free ရတဲ့နေရာတွေပြီးလို့ရှိရင် accessible ဖြစ်တဲ့နေရာတွေ affordable ဖြစ်တဲ့ resource တွေအများကြီးကိုဟိဇာတို့ရှာလို့ရတယ် for example ပြောရမယ်ဆိုလို့ရှိရင်ဒီလို inbound marketing content email basic စတဲ့ဟာတွေကိုလေ့လာကြလို့ရှိရင် Hotspot Academy ကနေ resource တွေယူလို့ရတယ်ပြီးရင် Facebook and Instagram ဆိုလို့ရှိရင်တော့ထုံးစံတိုင်း Meta မှာ resource ယူလို့ရတယ်ပြီးရင် data ဘိုင်းနဲ့ reporting ဘိုင်းဆိုလို့ရှိရင် Google Analytics Academy ရှိရဲပြီးလို့ရှိရင် Skill Shop ဆိုတဲ့နေရာလည်းရှိရဲအဲ့တော့ကဟိဇာတို့အခုလောလောဆယ် free resource တွေအများကြီးကိုက accessible ဖြစ်နေရဲ့ဥပမာ YouTube လိုနေရာမျိုးမှာစာ e-learning တွေလုပ်လို့ရတဲ့အချိန်မှာကိုကလေဒီကျောင်းတက်မှာဒီ degree တခုကိုဘယ်နှစ်ကြာတက်မှာဒီအလုပ်ကိုလုပ်လို့ရမယ်ဆိုတာမျိုးမဟုတ်ဘူးအဲ့တော့အများတန်းကိုကဒီ skills တွေကို develop လုပ်မယ်နောက်တစ်ခုကတော့ဒီဟာနဲ့ပဲနည်းနည်းလေးဆက်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့နံပါတ်5ချက် create your own experience ဒီနေရာမှာတော်တော်များများကဒီနေရာလေးမှာကြာတက်ကြတာပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင် okay skills တစ်ခုကိုကသင်ယူလိုက်ပြီ theoretically သင်ယူလိုက်ပြီကွာဒါပေမဲ့အဲ့ဒီ skills ကို theoretical သင်ယူရဲဒါပေမဲ့လက်တွေ့မှာ practical မှာဘယ်လိုလုပ်ရမှာလဲဆိုတာရှိရကွာအလုပ်ရလို့ရှိရင်တော်တော်များများကဒီဂိမ်းကအလုပ်ရလို့ရှိရင်ကိုသင်ထားတဲ့ skill ကို apply လုပ်လို့ရပြီဆိုပြီးတော့စဉ်းစားကြရဲကွာအဲ့လိုဆိုတော့အဲ့လိုမျိုးပဲတော့မှမဆောင်နဲ့ကိုက okay ဒီလောက်ရမှာကိုကဒီဟာဖြစ်မှဟိုဟာဖြစ်မှဒါကိုလုပ်မယ်ဆိုတဲ့ဟာမျိုးလုံးဝမလုပ်နဲ့တင်မလားကုမ္ပဏီတစ်ခုကကိုမခန့်ခင် interview မခေါ်ခင်မှာကိုက practice လုပ်ပြီးသားဖြစ်နေရမယ် interview ခေါ်တော့မှကိုက practice လုပ်ရမှာမျိုးမဟုတ်ဘူးကွာပြီးတော့လေဟိစပြောပြမယ်ကို practice လုပ်ဖို့အတွက်ဘယ်သူ permission မှစောင့်နေကြမှာမလို့တာဟုတ်တယ်မလားအခုချက်ချင်းစလုပ်ရင်တော့ရနေတဲ့ဟာပဲဟာအဲ့တော့ဒီအလုပ်ရမှာဟိုဟာဖြစ်မှဒီဟာဖြစ်မှဆိုတာမျိုးမလုပ်ဘဲနဲ့ချက်ချင်းတော့ for example ပြောမယ်ဆိုလို့ရှိရင်ဟိစက marketing ဆိုတာဒီ marketing ဘက်ပိုင်းတွေကနေပဲပြောမယ်ပေါ့နော်social media နဲ့ပတ်သက်လို့ရှိရင်ကိုကဒီ social media plan တစ်ခုလုပ်ထားတာပဲဖြစ်ဖြစ်ကိုပိုင် page တစ်ခုမှာကိုကဒီကို
လောက်ထားတဲ့ theory ကိုပြန်ပြီးတော့ apply လုပ်ကြည့်ရပဲဖြစ်ပြီးလို့ရှိရင်content မှာဆိုလို့ရှိရင်လည်းကွာ brand တစ်ခုပေါ့နော် fake brand တစ်ခုပဲကိုယ့်ဟာနဲ့ကိုယ်တည်ဆောက်လိုက်ပြီးလို့ရှိရင်အဲ့ brand ပေါ်မှာမူတည်ပြီးတော့ project လုပ်တဲ့ဟာမျိုး design ပိုင်းဆိုလို့ရှိရင်လည်းကွာ mock brand တွေလုပ်တာမျိုးပြီးလို့ရှိရင် logo တွေပေါ့ရှိပြီးသား existing logo တွေကိုကိုယ့်ဟာနဲ့ကိုယ်ပြန်ပြီးတော့ဆွဲတာမျိုးအဲ့ process ကြီးကိုက document လုပ်ထားတဲ့ဟာမျိုးပေါ့နော်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ portfolio အနေနဲ့ပြနိုင်တယ်ဒီကိုသင်ယူထားတဲ့ theory ကိုကိုယ့်ဟာနဲ့ကိုယ်အပြင်မှာ apply လုပ်ကြည့်ဒီ apply လုပ်တဲ့ဟာတွေတော်တော်များများကဆယ်တို့အလုပ်ရှာတဲ့အခါမှာလဲကိုယ့်ရဲ့ portfolio ကိုလုပ်ခဲ့တဲ့ project တွေအနေနဲ့လည်းပြလို့ရသလိုအဲ့ဒီအရာကဒီပေါ်မှာ passion တစ်ခုရှိရဆိုတာလည်းပြတယ်ပြီးလို့ရှိရင် passion နဲ့ပတ်သက်တဲ့ skill set လည်းကိုယ်မှာပါလာရဲဆိုတဲ့ဟာမျိုးတစ်ခါလေးပြပြီးသားဖြစ်တယ်ပေါ့နော် company အနေနဲ့လည်းသူတို့အလုပ်ခေါ်ဖို့အတွက်လူတွေကို interview ရဲ့အခါမှာစဉ်းစားကြည့်ဒီလို project တွေလုပ်ထားတယ်ဒီလို project တွေပြနိုင်တဲ့လူတယောက်နဲ့ project မပြနိုင်တဲ့လူတယောက်ဆိုလို့ရှိရင်သူတို့အနေနဲ့ကကြာ project ပြနိုင်တဲ့လူကိုပဲနောက်ထပ် entry level လူတယောက်တည်းလို့ကိုယ်မမြင်တော့ဘူးဒီတယောက်ကဘယ်လိုပဲဖြစ်သူ့မှာ skill တစ်ခုရှိရဲဆိုတာ company အနေနဲ့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလိုလူမျိုးကိုလည်း company ကပို့ပြီးတော့ကြိုက်တယ်နောက်ဆုံးနံပါတ်6ချက်ကတော့ flip the job search script နောက်ဆုံးချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့အလုပ်ရှာနေတဲ့လူအသစ်တွေတော်တော်များများကအလုပ်ကိုလိုက်ရှာနေတာများရပေါ့နော် I mean it's fair ဒါပေမဲ့လေအလုပ်ကိုလိုက်ပြီးတော့ chase လုပ်နေရတဲ့စားလို့ရှိရင် attract the opportunities တွေကိုဒီလို attract လုပ်ဖို့ဆိုတာတော့မလွယ်ဘူးကွာ I know it's not easy I'm not saying it's easy but let's start slowly okay ဟေးစဲအရှိမပြောသွားတဲ့အချက်တွေပေါ်မူတည်ပြီးတော့ပေါ့နော်ဥပမာ project တွေလုပ်ထားရဲဆိုလို့ရှိရင်ကိုလုပ်ထားတဲ့ project တွေကိုစုပြီးလို့ရှိရင် portfolio တစ်ခုကိုတည်ဆောက်အဲ့ခါကျလို့ရှိရင်ကိုကဒီအလုပ် job market ထဲမှာပေါ့နော် beginner တယောက်မဟုတ်ပဲねကိုမှာပေးနိုင်တဲ့ value တစ်ခုရှိရဲဆိုတဲ့ဟာကိုကိုကပြနိုင်တယ်အဲ့လိုကနေပဲတဖြည်းဖြည်းစပြီးတော့ let's flip the script okay ကိုကအလုပ်ကိုပဲ chase လုပ်နေတာမဟုတ်တော့ပဲねကိုစီကိုတဖြည်းဖြည်းနဲ့ opportunities တွေကလာလိမ့်မယ်ဘာလို့လဲဆိုတော့ job market က is true job market ကအခုလောလောဆယ်ကျက်နေတယ်ဒါပေမဲ့ at the same time valuable ဖြစ်တဲ့လူတယောက်ကိုလိုချင်တဲ့ company ကလည်းအများကြီးပဲကွာအဲ့လိုဆိုတော့ကိုက LinkedIn မှာကိုယ့်ရဲ့ဒီလို portfolio တစ်ခုကိုပြနိုင်တယ်ကိုယ့်ရဲ့ CV မှာကိုယ့်ရဲ့ project တွေ portfolio ကို pitch လုပ်နိုင်တဲ့လူမျိုးဆိုလို့ရှိရင်အလုပ်ကိုနောက်ဆိုလို့ရှိရင်ကိုကတော့ရင်းလိုက်ရှာနေကြမလို့ပဲねကွာတဖြည်းဖြည်းနဲ့ကိုယ့်စီ opportunities တွေကလာလိမ့်မယ်အဲ့လိုပဲဟိစဲတို့တဖြည်းဖြည်းနဲ့စသွားကြမယ်So first and foremost အရေးကြီးဆုံးအရာကတော့ကိုသွားချင်တဲ့ professional လမ်းကြောင်းကိုကတည်တည်ချာချာနားလည်ဖို့လိုရဲအဓိက landscape ကြီးတစ်ခုလုံးကိုနားလည်နေဖို့လိုအပ်တယ်ပြီးလို့ရှိရင် pick your focus build your real skills create your own projects ဘာဖြစ်လို့လဲဆိုတော့ဘယ် professional မှာပဲဖြစ်ဖြစ်ဘယ်လို industry မှာပဲဖြစ်ဖြစ်ကိုက CV တစ်ခုပြတာတက်စားလို့ရှိရင်ကိုလုပ်ထားတဲ့အလုပ်နဲ့ကိုရဲ့ value တစ်ခုကိုပြတာကပို့ပြီးတော့တန်ဖိုးရှိရဖြစ်တယ် So let's slowly get there okay အခုပြောသွားတဲ့အရာတွေကတော့ကိုယ့်ရဲ့ professional လမ်းကြောင်းတစ်ခုမှာ0ကနေစရမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကြီးစတင်လဲဆိုတဲ့ဟာကို break down လုပ်သွားပေးတာဖြစ်ပါတယ်အကုန်လုံးလည်းဒီ video လေးကနေပြီးတော့ I hope you got something from this video ပေါ့နော်နောက်တဲ့ video မှာပြန်လည်တွေ့ဆုံပါမယ်အားလုံးပဲ thank you bye bye